င့်ဘေးနာကလူရဲ့ခြေထောက်တွေကပုံမှန်ထက်ပိုလှနေမယ်လက်ဖွားတွေကအရန်နူးညံ့နေမယ်သွားတွေကဖြူဖွေးပြီးညီညာနေမယ်နရွက်လေးတွေကချစ်စရာကောင်းနေမယ်သပင်တွေကလည်းထူထပ်တောက်ပြောင်နေမယ်ဆိုရင်တော့ကျင်းတေပေါက်ဂျိုသားတစ်ယောက်ပါဘာလို့လဲဆိုတော့ဘလူသားမှဒီလောက်အထိပြည့်စုံလုံးမနေနိုင်လို့ပါဒီ theory ကိုအခိုင်အမာယုံကြည်နေတဲ့တက်တီဟာသူ့ရဲ့အလုပ်ရှင်မမကဂျိုသားတစ်ယောက်ဖြစ်နေတယ်ဆိုတာကိုရှာဖွေတွေ့ရှိသွားခဲ့ပါတယ်ဒါကြောင့်သူဟာသူ့ညီတို့အနေနဲ့ပေါင်းပြီးမမကိုသူမရဲ့မာစီတီကားနဲ့အတူပြန်ပေးဆွဲခဲ့ပါတယ်မင်းစည်းနဲ့အလုပ်ရှင်မမကိုသတိမေ့သွားအောင်လုပ်ပြီးတာနဲ့တက်တီကကတုံးတုံးဖို့သူ့ညီကိုချက်ချင်းခိုင်းခဲ့ပါတယ်တက်တီရဲ့အယူဆအရအလုပ်ရှင်ရဲ့သပင်တွေဟာအချက်ပြလိုက်ခန့်ဆက်တွေဖြစ်ပြီးဒါကိုရိပ်ပြမှသာသူမရဲ့ဂျိုသားအဖွဲ့အစည်းကလိုက်မရှာနိုင်မှာဖြစ်ပါတယ်အလုပ်ရှင်မမကိုသူတို့အိမ်ရဲ့မြေအောက်ခန်းစီခေါ်ဆောင်လာပြီးတကူလုံးကိုကာကွယ်ရေးလိုရှင်တွေတုံလိမ့်ပေးခဲ့ပါတယ်ဒါဟာဂျိုသားအာကာသယာဉ်နဲ့သူမရဲ့စိတ်ချင်းဆက်သွယ်မှုကိုဖျက်တောက်ဖို့အတွက်ဖြစ်ပါတယ်တကားတွေနဲ့တင်းပေါက်တွေကိုပါအလူမီနီယံပြားတွေနဲ့လုံအောင်ပိတ်ပြီးအချက်ပြလိုင်းဖျက်တောက်တဲ့အခန်းတစ်ခုဖြစ်ဖန်တီးလိုက်ပါတယ်အားလုံးပြီးသွားတဲ့အခါမှာတော့ညီကိုနှစ်ယောက်ဟာဂျိုသားနဲ့ကဘာလုံးဆိုင်ရာဆွေးနွေးပွဲလုပ်ဖို့အတွက်စမတ်ကြတဲ့ဝတ်စုံတွေကိုလဲလှယ်ဝတ်ဆင်လိုက်ကြပါတယ်အဲ့ဒီအချိန်မှာပဲမေးစေးအချိန်ပြေပြီးမမနိုးလာခဲ့ပါတယ်တက်တီကသူဟာကဘာမြေရဲ့ကိုယ်စားလှယ်ဖြစ်ကြောင်းချက်ချင်းမိတ်ဆက်လိုက်ပါတယ်ပြီးတော့လူသားအဖွဲ့ဌာနချုပ်ကနေကြိုးဆိုပါတယ်လို့ပြောလိုက်တယ်နောက်ပြီးသူမဟာပလီတီဂျိုကလာတဲ့သူဖြစ်ကြောင်းသူသိပြီးသားလို့ပြောလိုက်ပါတယ်ဒါကိုကြားတဲ့အခါမှာတော့အလုပ်ရှင်မမကငါတော့သွားပြီအယူတယောက်နဲ့တိုးနေပြီလို့စိတ်ထဲကနေကြိတ်တွေးလိုက်ပါတယ်ဒါပေမဲ့သူမဟာဇီဝသိပ္ပံကုမ္ပဏီတစ်ခုရဲ့ CEO ဖြစ်တဲ့အတွက်စိတ်ကိုအမြန်ဆုံးပြန်ထိန်းလိုက်ပါတယ်သူမကတက်တီကိုစိတ်မလောဖို့တောင်းဆိုပြီးလက်ရှိအခြေအနေကိုအေးအေးဆေးဆေးရှင်းပြပါတော့တယ်သူမရဲ့နာမည်ဟာမစ်ရှယ်ဖူလာဖြစ်ကြောင်းသူမရဲ့ကုမ္ပဏီဟာဒေတာတွင်းမှာအခွန်အများဆုံးပေးဆောင်တဲ့ကုမ္ပဏီဖြစ်ပြီးသူမဟာထိပ်တန်းမျိုးသမီးလုပ်ငန်းရှင်တဦးဖြစ်ကြောင်းတိတိကျကျရှင်းပြခဲ့ပါတယ်သူမကတက်တီကိုစိုက်ကြည့်ရင်ငါလိုလူတစ်ယောက်ပျောက်သွားတာကတာမန်ကိစ္စလို့မင်းထင်နေတာလားရဲနှစ်ယောက်လောက်ကပဲလာစုံစမ်းမှာမဟုတ်ဘူးမကြခင်မှာအကြီးအကျယ်ရှာဖွေမှုတွေစတင်တော့မှာဖြစ်ပြီးမင်းတို့နှစ်ယောက်လုံးမှာမဟုတ်ဘူးလို့ပြောလိုက်ပါတယ်ဒါကိုကြားတော့တက်တီကကျေလောင်စွာရေမောပြီးတရုတ်ဆောင်မနေဘူးပြန်ပြောလိုက်ပါတယ်ဒီလိုစကားတွေကတခြားသူကိုလှည့်စားနိုင်ပေမဲ့သူ့ကိုတော့လှည့်စားလို့မရဘူးလို့ဆိုပါတယ်နောက်ပြီးသူမကိုနောက်ဆုံးသတိပေးချက်တစ်ခုပေးလိုက်ပါတယ်အသက်ရှင်ခြင်းရင်လက်ချက်တဲ့ညမှာသူ့ကိုရောသူ့ညီကိုပါဂျိုသားရင်ပေါ်ခေါ်သွားပြီးဆွေးနွေးပွဲလုပ်ပေးရမယ်လို့အကြက်ကင်ပါတယ်သူမဟာဂျိုသားမဟုတ်ကြောင်းရှင်းပြဖို့စူးစမ်းခဲ့ပါသေးတယ်ဒါပေမဲ့တက်တီကညှင်းခုန်ခွင့်မပေးဘဲအခန်းထဲကထွက်သွားကအလုပ်ရှင်မမတယောက်ထဲကြောင်တောင်နဲ့ကြံရစ်ခဲ့ပါတယ်ညီကိုနှစ်ယောက်မြေအောက်ခန်းကထွက်လာတာနဲ့ပျော်လွန်းလို့တယောက်ကိုတယောက်ဖက်ကအောင်ပွဲခံခဲ့ကြပါတယ်ဒါပေမဲ့မကြခင်မှာပဲစောင့်ကြည့်ရေးကင်မရာကနေတဆင့်အလုပ်ရှင်မမဟာမြေအောက်ခန်းတောင်မှာကပ်ပြီးတရှုပ်ရှုပ်နဲ့ငိုနေတာကိုတွေ့လိုက်ရပါတယ်ဒါကိုမြင်တဲ့အခါဒွန်နီရဲ့မျက်နှာပေါ်ကအပြုံးတွေပျောက်ကွယ်သွားပါတယ်ဒါပေမဲ့တက်တီကတော့သူမဟာလူသားရောင်ဆောင်ထားတဲ့ဂျိုသားတာဖြစ်ပြီးသူမရဲ့ရည်မှန်းချက်ကကဘာမြေကလူသားမျိုးနွယ်ကိုတုတ်တင်ဖို့ပဲလို့ဒွန်နီကိုရှင်းပြလိုက်ပါတယ်တကယ်တော့သူတို့ဟာလူမှုပတ်ဝန်းကျင်ရဲ့အခြေခံလူဒန်းစားပြားမွေးမြူရေးသမားတွေသာဖြစ်ပါတယ်ဒါပေမဲ့ရုတ်တရက်ထူးဆန်းတဲ့အကြောင်းရင်းတွေကြောင့်ပြားအုပ်စုတွေအစုလိုက်ပြုံလိုက်ပျောက်ကွယ်ကုန်ပါတယ်အဲ့ဒီတဲလွန်စာအားလုံးဟာအလုပ်ရှင်မမထိန်းချုပ်ထားတဲ့ဂျိုသားစီဝနီးပညာကုမ္ပဏီကြောင့်သက်ဆိုင်နေခဲ့တာပါဒါကြောင့်သူတို့ဟာလူသားမျိုးနွယ်ကိုကယ်တင်ဖို့အတွက်ဒီလိုအဆုံးရောက်တဲ့နည်းလမ်းကိုသုံးခဲ့တာဖြစ်ပါတယ်